မင်္ဂလာပါရှင်အခုကတော့ကနေဒါနိုင်ငံရဲ့ Richmond မြို့က Fish Market လေးရောက်နေတာဖြစ်ပါတယ်ဒီမှာ whale watching လေးလုပ်လို့ရပါတယ်ရှင်ငမန်းရုပ်လေးကချစ်စရာလေးနော်ဒီမှာကနေဒါရောက်မှတ်တရလက်ဆောင်လေးလည်းဝယ်လို့ရပါတယ်ရှင်အားစီလေးကချစ်စရာလေးနော်အများကြီးပဲသွားကြမယ်လိုက်ခဲ့ပါအိုးဒီစားပစုံလေးရှယ်ပဲနော်ခုပစုံဝယ်မှာဖြစ်ပါတယ်ရှင်အခုပြောင်းလို့ Yeah. Oh. Oh, that's a lot. ရှေ့စေးပေးပါတယ်ရှင် Thank you. လေရတိုက်ရတော့ဟိုမှာခွေးလေးချစ်စရာလေးနော်ကိုမအရင်လာတဲ့ကန်လေးရှိပါတယ်ရှင်ညီမတို့ challenge ကတော့ဦးနီးတန်ပချုပ်ကိုလိုက်ရှာမှာပဲဖြစ်ပါတယ်ကျမတို့ရှာတွေ့ပြီထင်တယ်ပို့ဆိုင်ကိုများပါတယ်သွားပါမယ်ဟိုမှာဦးနီးတွေ့ပြီအရန်လမ်းပါတယ်အရန်နဲ့စိုက်ကြည့်ပါတယ် နှကောင်ဝယ်ခဲ့ပါရဲ့ရှင်အရန်ကြီးပြီးတော့အရန်ဆူးရချွန်ပြီးတော့ကြောက်ဖို့ကောင်းပါရဲ့ကြောက်တယ်ခုလိုခုံတန်းလှလှလေးမှာထိုင်ပြီးတော့ပစွန်အစိမ်းစားမှဖြစ်ပါရဲ့ရှင် Cheers Oh it's so sweet အောင်လေးကိုစားပါမယ် So fresh 人家这是虾，吃生的。有海胆。Hi Hello，还 eat the raw？ Yeah You can buy it there Can you just eat raw？ Yeah It's sashimi grade One pack. $10 $10. Have a good day. Bye bye. ခေတ္တလူမျိုးတွေကရမ်းဖော်ရွေးပါတယ်ဟုတ်ပါရဲ့ရှင်အဲ့လိုလမ်းဘေးမှာလည်း live စကားအရှမ်းပြောပါတယ်သူကဥလေးလည်းပါပါရဲ့ရှင်လမ်းတယ်နော်ကောင်းလိုက်တာပဇွန်ကဒီကစိုက်နေတဲ့ပိုသေးရဲ့ sashimi grade တပောင်10ကျပ်ပါရှင်စိုက်နေတဲ့ပိုကြီးပြီးတော့ဟင်းချက်လို့ကောင်းတဲ့ဟာကျတော့တပောင်15ကျပ်ပါရှင်နှစ်မျိုးဝယ်ခဲ့ပါတယ်ရောင်ချုံမြိန်နဲ့ရတာလေးရပါတယ်ရှင်ဟုတ်ပါတယ်လက်ဆက်ပြီးတော့ချုံမြိန်နေပါတယ်ရှင် Oh looks so good Oh လက်ဆက်နေတာပဲအရန်ကောင်းပါတယ်ဟုတ်ကဲ့အခု9ကြော်သွားဝယ်မှာဖြစ်ပါတယ်ရှင်ပြီးတော့ကနေဒါမှာလုံခြုံစိတ်ချရလားမစိတ်ချလားဆိုတော့ဆက်သက်တဲ့အနေနဲ့ကျမတို့ရဲ့ပဇွန်တွေရဲ့တန်ပချုပ်တွေရဲ့ကိုထားခဲ့ပြီးတော့9ကြော်သွားဝယ်မှာဖြစ်ပါတယ်ဟိုဘက်မှာ9ကြော်သွားဝယ်ပါမယ်9ကြော်ဆိုင်ရောက်ပါပြီဟိုမှာ9ကြော်ဆိုင်မှာလူတွေအများကြီးပဲနော်အနောက်မှာ9ကြော်နေရမိုက်တယ်နော်9ကြော်ရပါပြီရှင်အရန်ပွေးကြိုင်နေရပါပဲအခုတော့အချင်းရည်လေးထည့်ပါမယ်ဟိုလက်မအောင်ဖြစ်နေပါတယ်နေโอ้လမ်းနေတော့ငါးကြော်ဝယ်ပြီးတော့အကြာကြီးမှပြန်လာတော့မှကျမတို့အထုပ်တွေရှိသေးတယ်ရှင်ကနေဒါအဲ့လိုပဲအရန်လုံးကြုံသိချရပါတယ်ရှင် Hi. Hi ရလိုက်ပြီငါးကြော်နဲ့ပစုံမကောင်းကြည့်ကျင်တယ်ဆိုရင်တော့ part 2ကိုသွားလိုက်ပါရှင်ကြည့်ပေးရကျေးဇူးတင်ပါတယ်ဒါ part 2သွားကြည့်နော်